ဒီနေ့အတွက်ကတော့ယူရှားယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားရဲ့ပါဝင်ပတ်သက်မှုအကြောင်းသတင်းအချင်းချုပ်ကိုတင်ဆက်ပေးပါမယ်။ကိစ္စကတော့လေမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်ကသူ့တက်တွေယူရှားဘက်ကနေမိုင်းရှင်းလင်းလုပ်ခဲ့တဲ့ဆိုတာကိုပထမဆုံးချိန်လူသိရှင်ကြားဝန်ခံလိုက်တာပါပဲ။ဒီဝန်ခံချက်ကသူတို့နဲ့နိုင်ငံရဲ့စစ်ရေးမဟာမိတ်ဖွဲ့မှုဘယ်လောက်ထိနှဆိုင်နေပြီလဲဆိုတာကိုမိမောင်းထိုးပြနေပါတယ်။ပထမအချက်ကတော့ခေါင်းဆောင်ကိုယ်တိုင်ထုတ်ပြောတာပါ။သူကယူရှားရဲ့ Kursk ဒေသမှာရပ်ပေါင်း100ကြာတာဝန်ထမ်းဆောင်ပြီးပြန်လာတဲ့ engineer တက်ထွက်ကိုကြိုးဆိုရင်းဒီကြောကိုပြောခဲ့တာပါ။အဲ့ဒီမှာသူစစ်သားရဲ့သူရဲ့ခေါင်းဆောင်မှုကိုချီကျူးပြီးအန်ဒရီယာဇုံကိုလုံခြုံတဲ့နေရာဖြစ်အောင်အံဖွယ်တစ်ပါးပြောင်းလဲနိုင်ခဲ့တယ်လို့တောင်ဆိုခဲ့ပါတယ်။ဒုတိယအချက်ကတော့ဒီစစ်စင်ရင်မှာပေးဆက်မှုတွေရှိခဲ့တယ်ဆိုတာပါပဲ။ကင်ဂျွန်အန်ကိုရိုင်းမြောက်ကိုရီးယားစစ်သား9ယောက်တေဆုံးခဲ့တဲ့လို့အတည်ပြုခဲ့တယ်။သူတို့နိုင်ငံပိုင်မီဒီယာတွေမှာဆိုရင်ဒဏ်ရာရစစ်သားတွေကိုသူ့ကိုယ်တိုင်ပွေဖက်အားပေးနေတာကြဆုံးစစ်သားတယောက်ရဲ့ပုံတူရှက်မှာဒူးထောက်လျိုတဲ့ပေးနေတာတွေကိုဂျမင်တကာထခန်းဒနာဖော်ပြခဲ့ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ဒီလိုအသက်ကွေပေးပြီးဘာတွေပန်ရတယ်လဲဆိုရဲမဟာဗျူဟာမြောက်အပေးအယူပါပဲ။မြောက်ကိုရီးယားကယူရှားကိုထောင်နဲ့ချီတဲ့စစ်အနာတွေပို့ပေးနေပြီးအပြလန်အနေနဲ့ယူရှားကသူတို့ကိုငွေချေစစ်ပတ် technology စာနယ်ရိခနဲ့စွမ်းရည်တွေပြန်ပေးနေတယ်။ဒီအကူအညီတွေကနိုင်ငံတကာရဲ့သင်္ခတ်ပိတ်ဆို့မှုတွေကိုကျော်လွှားဖို့အဓိကကျနေတာပေါ့အချုပ်ပြောရရင်တော့ကင်ဂျွန်အန်ရဲ့ဒီဝန်ခံချက်ဟာယူရှားနဲ့မြောက်ကိုရီးယားရဲ့မဟာမိတ်ဖွဲ့မှုကစကားအပြောတက်တက်မဟုတ်တော့ပဲစစ်သားတွေရဲ့အသက်သွေးနဲ့တီးဆောက်ထားတယ်ဆိုတာကိုပြသလိုက်တာပါပဲ။